မော်ညင်းမြနံပါတ်1ဒီတင်နန်းကနေမှကိုယ့်ရဲ့စိတ်ကိုပြန်ပြီးနားလည်လာတယ်နာမည်တက်နိုင်လာတယ်အရင်ကကိုယ့်ရဲ့စိတ်ခံစားချက်ကိုအမြင်မတက်နိုင်ဘူးအခုတော့သိလာတယ်ကိုယ့်ရဲ့ window ကိုလည်းအရင်ကလို hyper ထိမရောက်နိုင်အောင်ကိုထိန်းချုပ်လာနိုင်တယ်သူများအပေါ်ကိုလည်း empathy စိတ်နဲ့ဝင်နားထောင်တက်လာတယ်အရင်ကဆိုရင်ဒီမှာဒီလောက်လေးကိုများဖြစ်နေလိုက်တာလို့တွေးဖို့ပေမဲ့အခုတော့ငါသာသူ့လို့ဆိုရင်ကောဖြစ်မှာပဲလို့တွေးတတ်လာတယ်အဓိကကတော့ကိုယ့်ရဲ့ window ကျဲလာတာကိုသတိထားမိတယ်နံပါတ်2ကျမအတွက်အသုံးဝင်ဆုံးကတော့ PFA ပဲဖြစ်ပါတယ်ကျမတို့ကရင်နီမှာစစ်ရှောင်နေရတဲ့လူတွေကစိတ်ဒဏ်ရာအမျိုးမျိုးနဲ့ကြုံနေရပါတယ်ကျမတို့က PFA ကိုဦးစားပေးပြီးတော့အရင်ဆုံးမပေးနိုင်ရင်သူတို့တွေကရေရှည် trauma စိတ်တွေကြုံရနိုင်ပါတယ် PFA ကိုပေးခြင်းအပြင်သူတို့စိတ်တွေတည်ငြိမ်လာပြီးလုံခြုံမှုနှွေးထွေးမှုတွေကိုခံစားရစေမှာဖြစ်ပါတယ်ဒါကြောင့် PFA ကအသုံးဝင်ဆုံးဖြစ်ပါတယ်နံပါတ်3သင်ယူရရှိထားတဲ့အသိပညာတွေကိုဒီတိုင်းလေးမထားဘဲပြန်လည်အသုံးပြုနိုင်အောင်လဲကြိုးစားနေပါတယ် community ကောင်းအောင်ပြောင်းလဲနိုင်ဖို့ဆိုရင်ကိုယ်တိုင်ကကောင်းအောင်လုပ်ရပါမယ်ကျမသိသွားပြီဆိုရင်အရင်ဆုံးမိသားစုဝင်တွေကိုသိအောင်ပြောပြမယ်မိသားစုကနေတဆင့်တငယ်ချင်းတွေလည်းသိသွားပြီဆိုရင်အရင်ဆုံးကျမနေတဲ့စစ်ရှောင်းပြီးတော့တခြားစစ်ရှောင်းတွေကိုတွားမျှဝေပေးမှာဖြစ်ပါတယ်နံပါတ်4မော်ဂျူတိုင်းလိုကစိတ်ဝင်စားဖို့ကောင်းတယ်ဒါပေမဲ့စာနဲ့တွဲချိတ်မိမဲ့ပုံလေးတွေနဲ့ထည့်ရင်ပိုအဆင်ပြေမယ်လို့ထင်ပါတယ်ဆရာမပြောတဲ့စကားတွေကိုနားလည်တယ်ဒါပေမဲ့စာကိုပြန်ဖတ်လိုက်ရင်လွဲသွားတာတွေရှိတယ်မြန်မာ translate ကတော့နည်းနည်းခက်နေတယ် PFA ကဒီတိုင်းစိတ်တည်ငြိမ်အောင်တစ်ခုပဲမဟုတ်ဖဲနဲ့တခြားလက်တွေ့ first aid တွေကိုသင်ကြားခြင်းနဲ့နောက်ခါကျရင်ကျမတို့စီကနေ nurse aid နဲ့ပတ်သက်တဲ့သင်တန်းရခြင်းမိတယ်တကယ်စိတ်ရင်းနဲ့ပါ Thank you for everything to teachers somewhat number 3ဒုတိယတစ်ယောက်မော်ကိုမြ stress scale ကနံပါတ်4နံပါတ်1မိခွန် stress ရှိနေတဲ့သူကိုအရင်ကနားလည်မှုမထားပေးနိုင်ခဲ့ဘူးဘာလို့ဆိုကိုက stress ကိုလွယ်လွယ်နဲ့ပြေရောတတ်တဲ့သူတူဖြစ်လို့တခြားသူကခဏ stress နေပြီဆိုရင်ကိုကသူ့ကိုအထင်သေးတယ်အားတယ်စဉ်းစားဆင်ခြင်မှုမရှိဘူးလားအထူးသဖြင့်ခင်ဆုံးတငယ်ချင်းကကိုရင်လာဖွင့်ရင်ကိုကသူ့ကိုပြန်ပြီးငေါ့ဆူတယ်အဲ့လိုစိတ်မထားသင့်ဘူးဆိုပြီးပြန်ပြောမဟုတ်လဲသူ့ကိုအကြံဉာဏ်တွေအများကြီးပေးမိတယ်အခုတော့လူတိုင်းက daily stress ကိုခံစားကြတယ်ကိုဘယ်လိုဖြေရောရမည်ဆိုတာကိုပဲမသိကြတာကျမလည်း MHPSS ကိုသင်ယူလေ့လာပြီးနောက်ကို stress ကိုဘယ်လိုဖြေရောရမှာတပားသူကိုဘယ်လို empathy စိတ်ထားပေးရမလဲဆိုတာကိုနားလည်သဘောပေါက်လာခဲ့ပါတယ်နံပါတ်2ဘာဖြစ်လို့တချို့လူတွေကကို suicide ပြန်လုပ်နေကြတာလဲဆိုတာကိုအရင်သိချင်ခဲ့မိတယ် suicide လုပ်လိုက်မိသည့်အထိသူတို့စိတ်ကဘယ်လိုဖြစ်နေတာလဲဆိုတော့ depression ဖြစ်နေတဲ့သူတို့က hopeless ဖြစ်လာပြီး suicide ဖို့စတွေးလာမယ်နောက်ပြီးတော့တစ်ချိန်မဟုတ်နှစ်ချိန် suicide လုပ်ဖို့ကြိုးစားမယ်နောက်ဆုံးသူက suicide လုပ်ဖို့အောင်မြင်သွားခဲ့တယ်ဒါက suicide လုပ်ရခြင်းရဲ့စိတ်ဖိစီးမှုဖြစ်တယ်အရင်ထင်မိတာကကို suicide လုပ်လိုက်သူဒီအဖန်905ကပါဝကြွေးခံစားနေရသူပဲဖြစ်တယ်လို့ထင်မိခဲ့တယ်နံပါတ်3ပေးထားတယ်နောက်မေးခွန်းကကျမသင်ယူလေ့လာခဲ့ပြီးတော့ MHPSS ကknowledge တွေကိုအရင်ဆုံးကိုယ့်ရဲ့အချစ်ဆုံးတငယ်ချင်းအဆောင်အတူနေတငယ်ချင်းမိသားစုဆွေမျိုး community ကိုပညာပေးမယ်
တင်နန်းပြပြချင်းတငယ်ချင်းတွေကို stress ဘယ်လိုဖြေလျော့ရမလဲဘယ်လို empathy စိတ်ထားပြီးနားထောင်ပေးရမလဲအခြေခံလိုအပ်ချက်တွေကိုပြောပြပြီးပညာပေးမယ်နောက်တော့မိသားစုကိုပြောပြပေးမယ်တဖြည်းဖြည်းနဲ့ MH ကိုပို့ပြီးလေ့လာမယ် knowledge ပြည့်စုံဒီအချိန်ကျရင်အဖွဲ့အစည်းတစ်ခုတည်ထောင်ပြီး community မှာ MH ကဘယ်လောက်ရေးကြီးလဲ MH နဲ့ပတ်သက်တဲ့အရာမှန်သမျှကိုပညာပေးဖို့ဖွဲ့စည်းလိုက်မယ်နောက်တစ်ခုအချိန်လုံလောက်မရှိသဖြင့်ရက်20အတွင်းသာသင်ယူခဲ့ရသောကြောင့် stress တွေဖြစ်စေတယ်တချို့ရက်နောက်ခါကျဆေးဝါးနဲ့ပတ်သက်သည့်စာတွေဆေးဝါးတွေသင်ပေးခိုင်းစေခြင်းတယ်